ပြုတ်မပြင်းပင်ကိုလာလူရှင်မရဲ့ဌာနစေတနာရှင်စေတနာရဲ့တပွဲဝဲစွန့်ကြည်တရာမှုရေပြုတဲ့စေတနာရှင်သူရင်ထဲမှာစိတ်ဖြစ်ပေါ်နေသောစေတနာလုံးလေးဝဲပြောပြရရင်ပြောပြရရင်အချွေးမွေးကလည်းမနှမျောတဲ့စေတနာရှင်ပေးရကံရမတွန့်တူတဲ့စေတနာရှင်အလူမာကြီးဒါနာရှင်လို့ခေါ်မဲစားတွေနာမမြည်လေးပြောင်းခေါ်လိုက်တဲ့စေတနာရှင်